နေကစားခွင့်မလူဘူးဆိုရင်လည်းဝက်ချန်ကထွက်မယ်နေကစားခွင့်လူလိုက်မယ်လေချွေးပေါက်တွေပိတ်ပြီးတော့လေဝက်ချန်တွေထွက်မယ်တော့လိုက်ပြီးတော့စဉ်းစားကြည့်ပါအခုချိန်ကာလကနွေရာသီကာလလည်းဖြစ်တယ်ကိုကအပြင်သွားတော့မယ်နေကစားခွင့်မလူထားဘူးဆိုရင်တော့လေသူကနေလာတဲ့ဖုံမှုတ်တွေကြီးတွေအစီတွေကမျက်နှာရဲ့အချွေးပေါက်မှာသွားပြီးတော့ပိတ်မိမယ်ကိုက်မိတွေကများလာပြီဆိုရင်တော့ဝက်ချန်တွေဖြစ်ပြန်ပြီးတော့ထွက်စင်နိုင်တယ်နေကစားခွင့်လူလိုက်တော့ချွေးပေါက်တွေပိတ်ပြီးတော့ဝက်ချန်တွေကထွက်မယ်ဝက်ချန်ကတော့ထွက်တယ်ဒါပေမဲ့အပြင်သွားတိုင်းလေသူကနေလာတဲ့ဖုံမှုတ်တွေကြီးတွေအစီတွေကိုနောက်ထပ်မှကိုက်ညိအောင်သူကကြိုတင်ကာကွယ်တာရောက်တယ်အဲ့တော့ချွေးပေါက်တွေပိတ်ပြီးတော့ဝက်ချန်တွေထွက်စေတယ်ဆိုတော့မှန်တယ်ဒါပေမဲ့ဝက်ချန်တွေထပ်ပြီးတော့မှထွက်စေဖို့ဆိုရင်တော့ကလင်းစင်းပိုင်းနိုင်အောင်ဂရုစိုက်ပေးဖို့တော့လိုတယ်အခုဒီမေပိုင်းဒီဆိုင်မျက်နှာသေးစစ်ပြဆိုရင်အသားရဲ့ချွေးပေါက်ထဲတိတောင်သူကတန့်စင်ပေးနိုင်လို့ဝက်ချန်ကအစအရှင်းကိုမှတတ်သူဝက်ချန်ကြောင့်အမဲဆက်တွေကြံနေတဲ့သူဆိုရင်တော့အလှော်လိုက်ကိုမှပါကြစေတယ်အဲ့တော့ကိုကအပြင်သွားတိုင်းနေကဆောင်းခရင်ကလူကိုလူပေးဖို့လိုသလိုဝက်ချန်တွေထပ်ပြီးတော့မှဖြစ်စေဘူးဆိုရင်တော့ဒီမေပိုင်းဒီဆိုင်မျက်နှာသေးစစ်ပြကိုမလက်တစ်ကြိမ်ညတစ်ကြိမ်ပုံမှန်တာ3ပေးကိုတိုင်းလဲ3ကြည့်ရကနေဝက်ချန်အမဲဆက်ကတကယ်ကိုမှတိတာခဲသလိုဒီမေပိုင်းဒီဆိုင်မျက်နှာသေးစစ်ပြကို3ဆွဲလူ review တွေလည်းအများကြီးကိုမှရရှိထားလို့3ကြည့်ပြီးမှမျက်နှာလေးကကြီးလာတယ်ဖြူလာတယ်အမဲဆက်တွေကပါလာတယ်ဝက်ချန်တွေကရှင်းလာတယ် review တွေမှာအများကြီးအဲ့တော့ကိုကဝက်ချန်အမဲဆက်တွေလည်းရှိတယ်ဒီကိုမှတိတာချင်တယ်ဆိုရင်တော့စမ်းသုံးကြည့်ဖို့ညှိုးပေးစေချင်ပါတယ်လိုချင်တယ်ဆိုရင်တော့ချက်ပေါင်းစီမှာအသေးစိတ်မေးမြန်းပြီးတော့လာရောက်မှယူလို့ရပါတယ်ရှင်